သမီးခုနအသားပြောသွားတဲ့စကားတွေကအမှန်ကြီးပဲလားသမီးနဲ့သားနဲ့ကတကယ်ကြိုက်နေတာမဟုတ်ဘဲနဲ့မမီကိုလိန်နေတာလား तू ကသမီးကိုမချစ်တော့တဲ့သူလေသမီးလိန်နေပဲပြောမှာပေါ့သမီးသူ့ကိုချစ်တယ်မမီပြောပေးပါမမီမွေးထားတဲ့သားဆိုတော့မမီသမီးပဲပိုင်ဆိုင်မှဖြစ်မှာပေါ့ sorry သမီးသားစိတ်ချမ်းသာဘူးဆိုလို့ရှိရင်မမီသားကိုစိတ်ထင်တာထပ်မပြေးချင်တော့ဘာဖြစ်လို့လဲဆိုတော့မမီသားမမီကဘယ်တော့မှတောင်းမကြည့်ခဲ့ဘူးသမီးနဲ့ပေးစားလိုက်တာတာဝန်ကျေတာပဲလေသမီးထင်အောင်သိချစ်တယ်ဘယ်လောက်ထိချစ်တယ်လဲဆိုရင်သူ့လက်ဖြံဘဝသွေးချောလေးနဲ့စိမ့်နေတာသူ secret တောက်တာလေးခက်တီတီနဲ့မထင်တယ်လို့ထအောက်ပြစ်တာလေခုနလိုပေါ့သိချစ်ဖို့ကောင်းတယ်ချစ်တယ်တော်တော်မမီစီစဉ်ပေးပါ